April လပထမပတ်အတွင်းကချင်ပြည်နယ်လူအခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များနဲ့အခြားထူးခြားဖြစ်စဉ်များလူအခွင့်အရေးချိုးဖောက်မှုသတင်းများအနေဖြင့်ကချင်ပြည်နယ်အတွင်းရှိဖက်ကတ်နဲ့အင်းတော်ကြီးဒေသများတွင်လက်တလောစစ်ရေးအခြေအနေများနဲ့လုံခြုံရေးအခြေအနေများတင်းမာလက်ရှိပြီးအရက်သားများအပေါ်ထိခိုက်မှုများဆက်လက်တိုးလာနေကြောင်းသတင်းရင်းမြစ်များကဖော်ပြထားပါတယ်။ဖက်ကတ်မြို့အေးမြတာယာအုပ်စုမြို့မရက်ကွက်တွင်အသက်54နှစ်အရွယ်ဦးဝင်းစောချစ်ခေါ်မိုက်ကယ်ဆိုသူကိုဧပြီလ1ရက်နေ့တွင်အမည်မသိလက်နက်ကင်အဖွဲ့တစ်ဖွဲ့ကနေအိမ်အသွင်ရှိနေစဉ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး3ရက်ကျော်အထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းဒေသခံများထံမှသိရှိရကဖမ်းဆီးသူများမှအရက်ဝတ်ဖြစ်လာရောက်ခဲ့ကြသဖြင့်မိသည့်အဖွဲ့ဖြစ်သည်ကိုမသိရှိနိုင်သေးကြောင်းကိုလည်းဆိုထားပါတယ်။သူအပြင်ဖက်ကန်ဒေသတွင်ရခင်ကလည်းဆိုင်ကယ် workshop ပိုင်ရှင်ကိုစိုးလင်းဆိုသူကိုဇန်နဝါရီလအတွင်းဖမ်းဆီးခဲ့ပြီးယနေ့အထိမလွတ်မြောက်သေးကြောင်းကိုလည်းသိရှိထားရပါတယ်။တစ်ဖက်တွင်လည်းဧပြီလအစပိုင်းမှာစတင်ကဖက်ကန်ဒေသတွင်တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီးလက်နက်ကြီးထိမှန်မှုကြောင့်အရက်သား6ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင်ထိခိုက်သူများတွင်ဦးသူခေါင်ဒမော်နိုရှရဲမုံရာဖုံရီအောင်နေဒီဟမော်တို့ဖြစ်ကြပြီးအသက်အားဖြင့်26နှစ်18နှစ်9နှစ်အရွယ်များတာဖြစ်ပြီးတချို့မှာပြင်းထန်စွာထိခိုက်ဒဏ်ရာများရရှိထားကြောင်းသိရှိရပါတယ်။ထိုကိတို့စစ်ရေးတင်းမာလာမှုများသည် KIA တပ်ဖွဲ့များမှဖက်ကန်ဒေသတွင်လက်လွတ်ခဲ့ရသောစခန်းတချို့ကိုပြန်လည်သိမ်းပိုက်လာနိုင်ခြင်းနဲ့ဆက်နွယ်နေသည်ဟုဒေသခံများကပြောဆိုထားပါတယ်။ယင်းအခြေအနေနဲ့ဆက်လင်း၍ဖက်ကန်မြို့တွင်စစ်ကောင်စီတပ်သည်အချို့လမ်းပန်းဆက်သွယ်ရေးကိုပိတ်ဆို့ခြင်းများပြုလုပ်လျက်ရှိနေပြီးအထူးသဖြင့်လုံခင်းပြည်သူများကိုမြို့အတွင်းတွင်ပိတ်ဆို့ထားခြင်းများပြုလုပ်ကလူသားတိုင်းကအဖြစ်အသုံးပြုနေခြင်းဖြစ်နိုင်ကြောင်းကိုဒေသခံများကစိုးရိမ်မှုများဖြစ်ဆိုကရှိနေကြပါတယ်။အခြားတစ်ဖက်တွင်ကချင်ပြည်နယ်မိုးရင်းမြို့နယ်အင်းတော်ကြီးဒေသမိုင်းနောင်ကျေးရွာမှာအသက်50ကျော်အရွယ်ကားသမားဦးပေါ်ချင်းသည်ဧပြီလ3ရက်နေ့တွင်ရှမ်းပြည်ပြည်သူ့စစ် SNA ထိန်းချုပ်ထားသောနတ်မွန်မိုးညင်းသွားရလမ်းပိုင်းတွင်တပ်ဖြတ်ခံထားရပြီး၎င်း၏အလောင်းကိုလမ်းဘေးတွင်ဆွန့်ပစ်ထားကခန္ဓာကိုယ်တွင်ပြင်းထန်စွာနှိပ်စက်ထားသည့်လက္ခဏာများဖြင့်တွေ့ရှိခဲ့ရကြောင်းကိုဒေသခံများထံမှသိရှိရပါသည်။ဥပ္ပေါ်ချင်းသည်လက်ရှိတွင်ကုန်တင်ကားမောင်းသူဖြစ်ပြီးတည်င်းရေးသားသူဦးဖြစ်ခဲ့ကြောင်းနဲ့၎င်းကိုမိသည့်အဖွဲ့မှတပ်ဖြတ်ခဲ့သည်ကိုတိတိကျကျမသိရှိနိုင်သေးတော့လဲဒေသအတွင်းတည်င်းရေးသားမှုများနဲ့ဆက်နွယ်နိုင်ကြောင်းဒေသခံအချို့များကပြောဆိုသုံးသပ်ထားပါတယ်။ Data for Myanmar ၏အချက်အလက်များအရအာဏာသိမ်းကာလ9နှစ်အတွင်းအရက်ကြားနေအိမ်ပေါင်း325,328 လုံးပျက်စီးခဲ့ကြောင်းသိရှိရပြီးရင်းကေတို့မီးရှို့ဖျက်ဆီးမှုများကြောင့်ပြည်သူများသည်နေရစွန့်ခွာရခြင်းအသက်မွေးဝမ်းကြောင်းခက်ခဲလာခြင်းနဲ့လူမှုဘဝအခက်အခဲများစွာကိုကြုံတွေ့လာနေသည်ဟုသက်ဆိုင်ရာသုတေသနစာတမ်းများကဖော်ပြထားပါတယ်။အခြားသူခြားဖြစ်စဉ်သတင်းများနဲ့နိုင်ငံရေးသတင်းများကိုကြည့်မယ်ဆိုပါကမြန်မာနိုင်ငံတွင်အာဏာသိမ်းပြီးနောက်စစ်ကောင်စီအစိုးရဦးဆောင်ကျင်းပတဲ့အတူရောင်ရွေးကောက်ပွဲတွင်ကြံ့ခိုင်ရေးပါတီသည်တနိုင်ငံလုံးအတိုင်းအတာဖြင့်လွတ်တော်နေရက်တွင်အနိုင်ရရှိပြီးနောက်အင်းအွန်လိုင်းကိုဒုတမတလောင်အဖြစ်အမည်စရင်တင်သွင်းခဲ့ပြီး2026ခုနှစ်ဧပြီလ3ရက်နေ့တွင်နေပြည်တော်၌ကျင်းပသောပြည်သူ့လွတ်တော်အစည်းအဝေးတွင်တမတအဖြစ်အတည်ပြုကြေညာခံရပြီးမြန်မာနိုင်ငံ၏16ရောက်မြောက်တမတဖြစ်လာခဲ့ပါတယ်။မြင်းအောင်လိုင်းဒီတမတရာ2ကိုတာဝန်မယူမီ2026ခုနှစ်မတ်လ30ရက်နေ့တွင်၎င်း၏ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုဗိုလ်ချုပ်ကြီးရေးဝင်းဦးထံသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်းကိုလည်းသိရှိထားရပါတယ်။တစ်ဖက်တွင်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေတဲ့စစ်ရာဇဝတ်မှုများနဲ့လူအခွင့်အရေးချိုးဖောက်မှုများကိုနိုင်ငံတကာအဖွဲ့အစည်းများကစနစ်တကျစစ်ဆေးသုံးသပ်နေပြီးပြင်သစ်နိုင်ငံအထက်လွှတ်တော်ကစစ်ရာဇဝတ်မှုများကိုစုံစမ်းစစ်ဆေးနိုင်ရန်ဥပဒေတရက်ကိုအတည်ပြုခဲ့ကြပါတယ်။ IGEDO ရစစ်ဆေးမှုများတွင် Independent Investigate Mechanism for Myanmar IIMM နဲ့ပူးပေါင်းဆောင်ရွက်မှုများလည်းတိုးတက်ပြုလုပ်နိုင်ခဲ့ပါတယ်။ IIMM ဒီစစ်ရာဇဝတ်မှုနဲ့လူအခွင့်အရေးချိုးဖောက်မှုများကိုစုံစမ်းသုံးသပ်ခြင်းတပ်တွေစုဆောင်ခြင်းနဲ့နိုင်ငံတကာတရားစီရင်မှုများအတွက်အချက်အလက်များသို့မဟုတ်အစီရင်ခံစာများထုတ်ပေးခြင်းစသည့်တာဝန်များကိုလှုပ်ဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။အပြည်ပြည်ဆိုင်ရာတရားရုံးစည်းမျဉ်းဥပဒေအရအာဏာရရှိထားခြင်းကြောင့်အပြစ်ခံရမှုများမှလွတ်မြောက်နိုင်ခြင်းမရှိကြောင်းသတ်မှတ်ထားပါတယ်။ထို့ကြောင့်မြင့်အောင်လိုက်သည့်တမတဖြစ်လာတော့လဲရင်းအပေါ်ဆွတ်ဆွဲခံထားရတဲ့စစ်ရာဇဝတ်မှုများနဲ့လူအခွင့်အရေးချိုးဖောက်မှုများအတွက်အပြစ်လွတ်ခံရမည်မဟုတ်ကြောင်းသုံးသပ်ချက်များတွင်ဖော်ပြထားပါတယ်။ယင်းနှစ်ပတ်သက်၍ Amnesty International ၏မြန်မာနိုင်ငံဆိုင်ရာသုတေသီဂျိုးဖရီမန်ကလည်းပြင်းထန်စွာဝေဖန်ထုတ်ပြန်ခဲ့ပါတယ်။တစ်ဖက်တွင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီတမတဒူဝါလရှိလာကဖက်ဒရယ်တမတော်ကိုအယက်သားအစိုးရအောက်တွင်ထားရှိသွားမည်ဟုပြောကြားခဲ့ပြီးရင်းကိုဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး
ဦးစီးကောင်းဆောင်ဖွဲ့စည်းခြင်းအခမ်းအနားတွင်ထုတ်ဖော်ပြောဆိုခဲ့ကစစ်ရေးအာဏာကိုအယက်သားအုပ်ချုပ်မှုအောက်တွင်ထိန်းညှိထားနိုင်ရန်ရည်ရွယ်ထားခြင်းသည်ဒီမိုကရေစီစံနှုန်းများနှင့်ကိုက်ညီသောလုံခြုံရေးစနစ်တရက်တည်ဆောက်ရေးအတွက်အရေးကြီးသည့်ခြေလှမ်းတရက်အဖြစ်တွေ့မြင်ရပါတယ်။၎င်းလုပ်ငန်းစဉ်ကိုဦးဆောင်နိုင်ရန်ဖွဲ့စည်းထားသည့်ဦးဆောင်ကောင်စီတွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဒီမိုကရေစီအင်အားစုများနဲ့လူထုကိုယ်စားလှယ်များပါဝင်ကြောင်းသိရှိရပါတယ်။ထိုကဲ့သို့အဖွဲ့အစည်းများစုံလင်စွာပါဝင်ခြင်းသည်အားလုံးပါဝင်မှုနဲ့ကိုစားပြုမှုကိုတိုးမြင့်စေရန်ရည်ရွယ်ထားခြင်းဖြစ်ကြောင်းကိုလည်းသုံးသပ်ထားပါတယ်။အဖွဲ့ဝင်များတွင်မြန်မာနိုင်ငံရှိအတိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့နိုင်ငံရေးအဖွဲ့အစည်းများပါဝင်ကြပါတယ်။အဓိကအဖွဲ့များမှာကချင်လူမျိုးရေးအဖွဲ့ KIO KIA ကရင်အမျိုးသားအဖွဲ့ချုပ် KNU KNLA ချင်းအမျိုးသားလူမျိုးရေးတပ် CNF CAN ကရင်နီလက်နက်ကိုင်အဖွဲ့များ KA နဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ဖြစ်ကြပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG အောက်တွင်ဖွဲ့စည်းထားသည့်ဦးဆောင်ကောင်စီတွင်စစ်ရေးနှင့်နေမြေစီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့များအဖြစ်ကချင်လူမျိုးရေးတပ် KIA ကရင်အမျိုးသားလူမျိုးရေးတပ် KNLA KA ချင်းအမျိုးသားလူမျိုးရေးတပ် CNF CAN တို့ပါဝင်ကြပြီးဤအဖွဲ့များတွင်တိုင်းခရိုင်နဲ့မြို့နယ်အခြေစိုက်နေမြေများကိုထိန်းချုပ်ထားသောဒေသအခြေစိုက်စစ်ရေးလုပ်ငန်းများကိုစုပေါင်းဆောင်ရွက်ကြပြီးဤအဖွဲ့များကို K3C ဟုအတိုကောက်ခေါ်ကအမျိုးသားညီညွတ်ရေးအစိုးရ NUG အောက်တွင်ညှိနှိုင်းဆောင်ရွက်ပြီးနေမြေစီမံခန့်ခွဲမှုနဲ့လုံခြုံရေးစနစ်တည်ဆောက်ရတဲ့အရေးပါသောအခမ်းကဏ္ဍကိုထမ်းဆောင်နေပါတယ်။ K3C အဖွဲ့များသည့်ဦးဆောင်ကောင်စီ၏စစ်ရေးအစီအစဉ်များကိုအကျေတဝန်းထောက်ပံ့ပေးခြင်းအပြင်ဒေသအုပ်ချုပ်မှုနဲ့စစ်ရေးအင်အားစုပေါင်းခြင်းကိုလည်းဦးစားပေးဆောင်ရွက်နေပါတယ်။အဆိုပါလုပ်ငန်းစဉ်အောင်မြင်ရေးအတွက်တည်ငြိမ်မှုနဲ့ညီညွတ်မှုတို့ကိုအခြေခံ၍ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်းကိုနိုင်ငံရေးလေ့လာသူများကထောက်ပြထားပါတယ်။